ကဲကျွန်တော်တို့ရဲ့ခံစားချက်တွေနဲ့ကျွန်တော်တို့ရဲ့ဆက်ဆံတွေကဘယ်လိုမျိုးလဲဒီနေ့ဒီအကြောင်းအရာလေးမှာတော့လေကိုယ့်ရဲ့စိတ်ကိုစွန့်ချီသူတစ်ယောက်လို့သဘောထားပြီးတော့လွတ်ချခြင်းဆိုတဲ့အနုပညာကိုအထူးထူးလေ့လာကြည့်ကြရအောင် ကဲဒီမေကွန်လေးကိုတစ်ချက်လောက်စဉ်းစားကြည့်ကြရအောင်လားလူတစ်ယောက်ကိုသူ့ဘဝမှာခဏလေးဖြစ်လာတဲ့ပျော်ရွှင်မှုအခိုင်အတန့်လေးတွေနဲ့ပဲတိုင်းတာလို့အတေပဲဖွင့်ဆိုလို့ရနိုင်မှာမလားအဲ့ဒီမေကွန်ကပဲကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာရဲ့အဓိကချက်ဖြစ်လာမှာပါ ပထမဆုံးအနေနဲ့စိတ်ခံစားမှု line ဆိုတာလေးကိုကြည့်ကြရအောင်ကျွန်တော်ရဲ့ခံစားချက်တွေကလေတကယ်တော့ပင်လေကလှိုင်းလုံးတွေနဲ့တိတ်ကိုတူတာအမြဲတမ်းတက်လိုက်ကြလိုက်ဖြစ်လိုက်ပါပဲ ဟုတ်တယ်ပျော်ရွှင်မှုရောဝိုင်းနေမှုရောနှစ်ခုလုံးဟာဖြစ်လာတယ်ပြီးတော့တဖြည်းဖြည်းနဲ့မိမ့်ပြီးပျောက်ကွယ်သွားကြတာကြီးပဲလေဒါပေမဲ့ကျွန်တော်တို့ရဲ့တဘာဝကဘယ်လိုလဲဆိုတော့ပျော်ရွှင်မှုကြတော့အတင်းဖတ်တွေ့ထားခြင်းတယ်ဝိုင်းနေမှုကြတော့အတင်းကိုတွန်းထုတ်ပစ်ခြင်းတယ်အဲ့ဒီမှာဒီခနာရာဖြစ်တဲ့အခြေအနေတွေကိုငါဟာပဲဆိုပြီးတော့မားယွင်းပြီးတော့ဆွဲလန်းမိတတ်ကြတော့တာပေါ့ ကောင်းပါပြီဒီလိုစိတ်ခံစားမှု line တွေကိုပို့ပြီးနားလည်နိုင်ဖို့အတွက်ပေါ့နော်အရှိတိုင်းတွေးခုနေလာတဲ့ရှုမြင်ပုံ၃မျိုးကိုတစ်ချက်လေ့လာကြည့်ကြရအောင် ဒီအဆင့်၃ဆင့်ကအဆင့်လိုက်ဖြစ်ပေါ်လာတဲ့အသိဉာဏ်ဒီလို့ဆိုနိုင်ပါတယ်ပထမဆုံးအရာအလုံးဟာမမြဲဘူးဆိုတဲ့အနှိမ့်ဆောက်ကိုမြင်လာတယ်အဲ့ဒီလိုမမြဲဘူးဆိုတာကိုသိလာတဲ့အခါမှာအဲ့ဒီမမြဲတဲ့အရာတွေကိုစုပ်ကင်ထားခြင်းကဒုက္ခပဲဆိုတာကိုနားလည်လာရောအဲ့ဒီကနေတစ်ဆင့်နောက်ဆုံးမှာတော့အတ္တဆိုတာအစစ်မှန်မရှိဘူးဆိုတဲ့အနတ္တဆိုတဲ့အမှန်တရားကိုထိုးထွင်းသိမြင်လာတာပါ အနစ်စာဆိုတာကတော့ရိုးရိုးလေးပါပဲအရာအလုံးဟာအမြဲမပြတ်ပြောင်းလဲစီးဆင်းနေတယ်ဘယ်ရာမှထောက်ရတည်မြဲတယ်ဆိုတာမရှိဘူးဒီထဲမှာကျွန်တော်တို့ရဲ့ခံစားချက်တွေအတွေးတွေအကုန်လုံးပါတယ်နော်ဖြစ်ပေါ်လာတယ်ပြီးရင်ချုပ်ပြောက်သွားတယ်ဒါပဲ အဲ့တော့ဒုက္ခဆိုတဲ့ညမှာနာကျင်တာတစ်ခုတည်းကိုပဲပြောတာမဟုတ်ဘူးနော်ဒီမှာဆိုလို့ချင်တာကမြဲတဲ့ຢာတွေကိုမြဲတယ်လို့ထင်ပြီးတော့အတန်းဆွဲလန်းစွတ်ကိုက်ထားတဲ့အတွက်ဖြစ်လာရတဲ့စိတ်ရဲ့ပင်ပန်းမှုမကျင်းတဲ့မှုတွေကိုဆိုလိုတာပါနောက်ဆုံးတစ်ခုကတော့အနတ္တဒါကတော့နည်းနည်းပါတယ်ဒီလိုခဏတာဖြစ်လိုက်ပြက်လိုက်ဖြစ်နေတဲ့အတွေ့အကြုံတွေအားလုံးရဲ့အလဲဘဟိုးမှာလीတကယ်မြဲနေတဲ့မပြောင်းလဲတဲ့ငါဆိုတာအတ္တဆိုတာအမှန်တကယ်မရှိပါဘူးဆိုတာကိုဉာဏ်နဲ့သိမြင်လိုက်တာကိုခေါ်တာပါ ကဲဒီလိုရှုမြင်ပုံ၃မျိုးကိုပိုင်နိုင်သိမြင်သွားတဲ့အခါမှာဘယ်လိုမျိုးကြီးမြတ်တဲ့အသီးတရားတစ်ခုဖြစ်ပေါ်လာမလဲဆက်ကြည့်ကြရအောင်ဒီပါဠိစကားရပ်လေးကအင်မတန်အဓိပ္ပာယ်လေးနဲ့ပါတယ်နေတန်မမဆိုလိုတာကဒါငါဥစ္စာမဟုတ်ဘူးနေတော့ဟာမသွေဒါငါမဟုတ်ဘူးပြီးတော့နားမင်စိုးအတာဒါကငါရဲ့အတာမဟုတ်ဘူးပြောရရင်အနိစ္စဒုက္ခအနတ္တသဘောတရားတွေကိုထွင်းဖောက်ပြီးသိမြင်လိုက်လို့ဖြစ်ပေါ်လာတဲ့ပညာဉာဏ်ရဲ့အတန်ပဲဖြစ်ပါတယ်ကဲဒီလောက်ဆိုသဘောတရားကိုနားလည်လောက်ပြီနော်ဒီအတိတရားကိုလက်တွေ့ကြဥပမာလေးတစ်ခုနဲ့ထပ်ပြီးကြည့်ရအောင်လူတစ်ယောက်ဟာသူ့ရဲ့ခံစားချက်တွေမဟုတ်ဘူးဆိုတဲ့အကြောင်းပေါ့ကဲဥပမာလေးတစ်ခုစလိုက်ရအောင်ဖျော်ရွှင်တဲ့ခံစားချက်တစ်ခုစိတ်ချင်းမှာဖျက်ကနေဖြစ်ပေါ်လာတယ်ဆိုပါတော့အဲ့ဒီပျော်ရွှင်မှုလေးကခဏတော့ရှိနေမှာပေါ့အချိန်အတိုင်းအတာတစ်ခုအထိတည်ရှိနေလိမ့်မယ်ဒါပေမဲ့အချိန်တန်တဲ့ခါမှာတော့အဲ့ခံစားချက်ဟာမလွဲမထွေပျောက်ကွယ်သွားမှာပါပဲအရေးကြီးဆုံးအချက်ကဒီမှာပါအဲ့ဒီပျော်ရွှင်မှုဆိုတဲ့ခံစားချက်ကပျောက်ကွယ်သွားပြီမဲ့အဲ့ဒီဖြစ်ပျက်နေတာအားလုံးကိုစောင့်ကြည့်နေတဲ့အသိစိတ်စောင့်ကြည့်သူကတော့ပျောက်ကွယ်သွားတာမဟုတ်ဘူးသူကကြံနေခဲ့တယ်ဒါကဘာကိုရှင်းရှင်းလင်းပြနေတာလဲဆိုတော့အဲ့ဒီစောင့်ကြည့်သူနဲ့ခံစားချက်ဆိုတာလုံးဝတစ်ခုတည်းမဟုတ်ဘူးဆိုတာပါပဲတိချစီပဲဟုတ်ပြီနောက်ဆုံးအငင်းနဲ့ဒီအတိတရားကိုကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေမှာလက်တွေ့ဘယ်လိုကျင့်သုံးမလဲစောင့်ကြည့်ခြင်းရဲ့စွမ်းအားကဘယ်လောက်ကြီးမှလဲဆိုတာကိုပြောပြခြင်းပါနေလိုရမှာကတကယ်လို့ယိုရှိမှာပဲကိုယ့်ရဲ့အတွေ့စိတ်မှဖြစ်ပျက်နေသမျှအရာအလုံးကိုလေဘာမှဝင်မပါပဲဖယ်မလိုက်တဲ့စောင့်ကြည့်သူတယောက်လိုမျိုးရှုမြင်နေဖို့ပါပဲခက်ဆက်ချက်တွေဖြစ်လာတာကိုသိပေးလိုက်အတွေ့အထိဖြတ်ပြေးသွားတာကိုသိပေးလိုက်ခန္ဓာကိုယ်ကဝေဒနာလေးပြောင်းလဲနေရကိုသိပေးလိုက်အဲ့ဒီအရာတွေအလုံးဟာငါနဲ့မဆိုင်ဘူးတီးခြားစီထိနေတယ်ဆိုတာကိုမြေတောင်ကြည့်နေဖို့ပါပဲဒီလိုလေးကျင့်သွားခြင်းရဲ့အဆုံးပန်းတိုင်ကဘာလဲဆိုတော့စိတ်ခစားချက်တွေရဲ့ဆွမ်းရင်တာတွေထုံထုတ်တာတွေကနေလုံးဝလွတ်မြောက်ပြီးတော့ကြည်လင်အေးချမ်းတဲ့စိတ်ချတွေကိုပိုင်ဆိုင်ဖို့ပါပဲဒါဟာနောက်ဆုံးမှမက်ဖို့နေပံကိုမျက်မှောက်ပြုဖို့အတွက်ရှောင်လန်းရမယ့်လမ်းစဉ်တစ်ခုလည်းဖြစ်ပါတယ်ကဲဒီတင်ဆက်မှုကိုအဆုံးမတက်ခင်မှာဒီမိကုန်းလေးတစ်ခုနဲ့ပဲနေကုန်းချုံလိုက်ပါစီဒီနေ့မှာကိုယ့်ရဲ့စိတ်ထဲကဘဲအရာတွေကိုစပြီးလို့လွတ်ချကြည့်လို့ရနိုင်မလဲကိုယ့်ရဲ့နေ့စဉ်အတွေ့အကြုံတွေထဲမှာဒီအတွေ့တရားကိုဘယ်လိုစပြီးအသုံးချကြည့်မလဲဆိုတာလေးကိုပြန်ပြီးဆင်ခြင်ကြည့်နိုင်ဖို့ပဲဖြစ်ပါတယ်